2026ကမ္ဘာဖလားမှာမြင်တွေ့ရဖို့မသေးကြတဲ့နာမည်ကြီးကျယ်ပွင့်တွေကဘယ်သူတွေဖြစ်မလဲအားလုံးပဲမင်္ဂလာပါဘာဘောက် channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဆိုရီပါဘောလုံးသမားတိုင်းရဲ့ဒါအကြီးမားဆုံးအိမ်မက်ကတော့ကိုယ့်ရဲ့နိုင်ငံကိုကိုစားပြုပြီးဒါကမ္ဘာဖလားမှာကစားခွင့်ရဖို့ပါဒါပေမဲ့ကန်ဂျမားရဲ့ရက်စက်မှုကြောင့်ဒီနှစ်2026ကမ္ဘာဖလားကိုလွဲချော်ရနိုင်ခြေရှိတဲ့ထိပ်တန်းကစားသမားတွေရှိနေပါတယ်ကမ္ဘာဖလားမှာတော့ဒါနိုင်ငံအသင်းပေါင်း48သင်းပါဝင်မှာဖြစ်ပြီးတော့ဒါတခြားပါဝင်မဲ့နေရာတွေအတွက်အတည်ပြုပြီးဖြစ်ပေမဲ့ကြန့်ရှိတဲ့ဒါ6နေရာအတွက်ဘယ်အသင်းတွေကပါဝင်နိုင်မလဲဆိုတာကတော့ကျွန်တော်တို့ဒီလ match အကုန်မှသိရမှာဖြစ်ပါတယ်ဒီနေ့မှာတော့ကမ္ဘာဖလား play-off semi final တွေကန်ပြီးသွားပါပြီ final တက်ရောက်သွားတဲ့အသင်းတွေကတော့ဒါတူရကီအီတလီပိုလန်ဘော့စနီးယားကိုဆိုဗိုချက်ဆွီဒင်ဒိန်းမတ်အသင်းတွေဖြစ်ပါတယ်ဒါကတော့ဥရောပဇုံကဒါ final ကိုတက်ရောက်သွားတဲ့အသင်းတွေဖြစ်ပါတယ်ဒီဥရောပဇုံကနေပြီးတော့ဒါ၄သင်းနောက်တစ်ဆင့်ကိုတက်ရောက်မှာဖြစ်ပါတယ် Inter Confederation ဘက်မှာတော့ဒါဘိုလီးဗီးယားကအနိုင်ရထားပြီးတော့အခုချိန်မှာဆိုရင်တော့ဂျမေကာအသင်းကဒါပထမပိုင်းကန်လို့ပြီးစီးနေပြီပေါ့နော်ကျွန်တော်ဗီဒီယိုရိုက်နေတဲ့အချိန်မှာဒီနယူးကလီဒိုနီးယားကိုတကူမရှိနဲ့အနိုင်ရရှိနေပါတယ် Confederation ဘက်မှာတော့ဘိုလီးဗီးယားကဒါ final မှာအီရတ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီးတော့အနိုင်ရရှိတဲ့အသင်းကကမ္ဘာဖလားကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိမှာပါဂျမေကာနဲ့နယူးကလီဒိုနီးယားတို့နှစ်သင်းတွေကအနိုင်ရတဲ့သင်းကတော့ final မှာအာဖရိကကွန်ဂိုနဲ့တွေ့ရမှာဖြစ်ပြီးတော့အနိုင်ရရှိတဲ့အသင်းကကမ္ဘာဖလားဝင်ရောက်ရှင်ပြိုင်ခွင့်ရမှာပါ final ပွဲစဉ်တွေကိုတော့ဒီလ match လ31ရက်နေ့ညမှာရှင်ပြိုင်သွားကြဖို့ရှိပါတယ်အဲ့ဒီပွဲတွေကတော်တော်လေးကြည့်ကောင်းပြီးတော့ဒါရေကုန်ရေခမ်းကစားကြမဲ့ပွဲတွေဖြစ်လို့ဘရိုးအနေနဲ့နမလွတ်တန်းစောင့်ကြည့်တဲ့ပွဲတွေလို့ပြောချင်ပါတယ်ကမ္ဘာဖလားကလည်းကျင်းပဖို့နီးစပ်လာတဲ့အချိန်မှာဒါဒဏ်ရာတွေနဲ့ရုန်းကန်နေရပြီးလွဲချော်နိုင်ခြေရှိတဲ့ထိပ်တန်းကစားသမားတွေကဘယ်သူတွေဖြစ်မလဲဆိုတာဒီဗီဒီယိုမှာပြောပြပေးချင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကို YouTube နဲ့ Facebook တွေမှာတွားရောက်ကြည့်ရှုနိုင်ပါတယ်ဘယ်ကစားသမားတွေဖြစ်မလဲဆိုတာဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြပါဦးလက်ရှိချန်ပီယံဒါအာဂျင်တီးနားအသင်းက2022ကမ္ဘာဖလားလူစင်းတွေကကစားသမားတဦးကိုဒီနွေရာသီမှာဆုံးရှုံးရပါတော့မယ်ဗီလာရီရဲ့နောက်ခံလူဖော့ကဒါခြေဖနှောင့်ကျော်ပြတ်တောက်သွားတာကြောင့်လာမယ့်ရာသီအစအထိသူကဒဏ်ရာနဲ့ကုသရင်းနဲ့အနားယူနေရမှာဖြစ်ပါတယ်လောလောဆယ်မှာတော့သူတူးတွေကသာအာဂျင်တီးနားအတွက်ဒါမပါဝင်နိုင်တဲ့အဓိကလူစင်းတွေကကစားသမားတစ်ယောက်ဖြစ်ပါတယ်ဘရာဇီးဘက်ကိုချက်တော့ပြောကြပါမယ်ဘရာဇီးအတွက်ပထမဆုံးထိုးနှက်ချက်ကတော့ Real Madrid ကျယ်ပွင့် Rodrigo ပါသူကရှစ်ယိုနုဒါဆုတ်ပြဲသွားတာကြောင့်ပွဲကြည့်စင်ဘောကနေပဲဒါကမ္ဘာဖလားပွဲကြီးကိုအားပေးရတော့မှာပါနောက်ခံလူမီလီတာအိုကလည်းဒဏ်ရာပြဿနာတွေရှိနေပေမဲ့ထပ်မံဒဏ်ရာမရရင်တော့လူစင်းမှာပါဝင်လာနိုင်ခြေရှိပါတယ်နယူကာဆယ်ကွင်းလဲလူဘရူနိုဂီမာရက်စ်ကတော့မက်ချ်လနိုင်ငံတကာပွဲစဉ်တွေအပြီးမှာပြန်လာဖို့ရှိပါတယ်နောက်ထပ်သတင်းကိုပြောပြပေးချင်ပါတယ်ဒါကတော့အင်ရှင်ကနေဒါရဲ့အသင်းရဲ့လူစင်းမှာဘယ်သူဒဏ်ရာရရှိနေလဲဆိုတာပါဘိုင်မြူနစ်ပွဲစဉ်မှာဒဏ်ရာရခဲ့တဲ့အယ်ဖွန်ဆိုဒေးဗီအတွက်ဒါပြည်သက်တွေစိုးရင်ခဲ့ကြပေမဲ့နီးပြဂျက်စီမတ်ကတော့ဒါသူကမက်ချ်လာမှာပြန်လာနိုင်မယ်လို့အတည်ပြုထားပါတယ်ဒါပေမဲ့ဒေးဗီစ်ရဲ့ဒါခဏခဏဒဏ်ရာရတတ်တဲ့အခြေအနေကအသင်းအတွက်ဒါကမ္ဘာဖလားမှာပါဝင်နိုင်မလားမပါဝင်နိုင်ဘူးလားဆိုတာဒါစိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်ခရိုအေးရှားအကြောင်းလည်းပြောချင်ပါတယ်ခရိုအေးရှားမှာမန်စီးတီးအတွဲဖက်ဗာရီယိုနဲ့ကိုဗာစစ်တို့ကိုအားကိုးနေရတဲ့အနေအထားရှိပါတယ်ဗာရီယိုကရာသီမကုန်ခင်ပြန်လာဖို့မျှော်လင့်ရပြီးတော့အော်တိုဘာလကလေးကနားနေရတဲ့ကိုဗာစစ်ကတော့အခုမှလေ့ကျင့်ခန်းပြန်ဆင်းနိုင်ုံပဲရှိပါသေးတယ်နောက်ထပ်သတင်းကတော့အင်္ဂလန်မှာအရေးချင်းရှိတဲ့ကစားသမားတွေအများကြီးရှိပေမဲ့လဖိုင်းကိုဝဲနဲ့ James Maddison တို့ကတော့ဒါ ACN ဒဏ်ရာကြောင့်တရားစီလုံးနားနေရပါတယ် Jack Grealish ကလည်းခြေထောက်ဒဏ်ရာကြောင့်ဒီယာဒီလက်ကျန်ပွဲစဉ်တွေကိုလွဲချော်ရဖို့များနေရပါနောက်ထပ်သတင်းကတော့ပြင်သစ်ပါကာမာရာရဲ့ဒါဒဏ်ရာကပြင်သစ်အတွက်ကြီးမားတဲ့ဆုံးရှုံးမှုပါအက်စတွန်ဗီလာမှာခြေစွမ်းပြနေတဲ့ဒီကွင်းလယ်လူကဒူးဒဏ်ရာကြောင့်ကမ္ဘာဖလားအိမ်မက်ကိုဒါဆွန့်လွတ်လိုက်ရတာဖြစ်ပါတယ်နောက်ထပ်သတင်းကတော့ဂျာမနီပါဂိုးသမားတာစတီဂျန်ရဲ့ကစားသမားဘဝကဒဏ်ရာတွေကြောင့်ဒါတုံဆိုင်နေရဆဲပါသူကပေါင်နောက်ကျောဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တာကြောင့်ပြီးခဲ့တဲ့ဇွန်လကလေးကဂျာမနီအတွက်ဒါကစားပေးနိုင်ခြင်းမရှိသေးပါဘူးဒါကြောင့်ဒီကမ္ဘာဖလားမှာလည်းပါဝင်နိုင်ဖို့ကတိတ်ပြီးတော့မကျင်းသေးတဲ့အနေအထားဖြစ်ပါတယ်နောက်ထပ်သတင်းကတော့ဂျပန်ပါဂျပန်အသင်းရဲ့အဓိကကစားသမား2ဦးဖြစ်တဲ့မီနာမီနိုကဒါ ACN ဒဏ်ရာရရှိထားပါတယ်ဒီဘက်ဦးကွင်းလဲလူဝါတာရူအန်ဒိုကတော့ခြေချင်းဝက်ဒဏ်ရာရရှိထားတာကြောင့်ဒီကမ္ဘာဖလားပွဲကြီးမှာပါဝင်နိုင်ဖို့
ခဲရင်းနေတဲ့အနေအထားကိုရောက်ရှိနေပါတယ်နောက်ထပ်သတင်းကတော့ Ancient Mexico ပါမက္ဆီကိုအသင်းကတော့ဒါဒဏ်ရာပြဿနာပေါင်းစုံနဲ့ရင်ဆိုင်နေရပါတယ်အရင်တော့က Western ရဲ့ကစားသမားဟောင်း Edson Alvarez Givado Mora နဲ့ဒါ Luis Chavez တို့ကဒါပါဝင်နိုင်ဖို့မတိကြသလိုဂိုးသမား Luis Angel Malagon နဲ့ Marcel Ruiz တို့ကလည်းဒါဒူးဒဏ်ရာကြောင့်ဒီကမ္ဘာဖလားပြိုင်ပွဲကြီးကိုတေချာပေါက်လွှဲချော်မှာပါနောက်ထပ်သတင်းကတော့ဒါနယ်သာလန်ပါနောက်ခံလူ Delish ကနိုဝင်ဘာလကတည်းကကြောဒဏ်ရာကြောင့်ဒါနားနေရတာဖြစ်ပြီးတော့ Justin Kluivert လိုပဲဒါရာသီမကုန်ခင်ကြန့်ခိုင်မှုပြန်ပြေးသွားဖို့အချိန်နဲ့အပြိုင်စူးစမ်းနေရဆဲဖြစ်ပါတယ်နောက်ထပ်သတင်းကတော့ပေါ်တူဂီပါပေါ်တူဂီအသင်းရဲ့ဒါဂုတ်ကြီးခရစ္စတီယာနိုရိုနယ်ဒိုကဖေဖော်ဝါရီလကတည်းကပေါင်နောက်ကြောဒဏ်ရာကြောင့်ဒါနားနေရပေမဲ့သူ့ရဲ့နောက်ဆုံးကမ္ဘာဖလားအတွက်တော့အချိန်မီပြန်လာနိုင်ဖို့လိုအပ်နေပါတယ်ပြည်သက်တွေအနေနဲ့ကလည်းသူ့ကိုဒါကမ္ဘာဖလားမှာမြင်ချင်နေကြတာဖြစ်ပါတယ်နောက်ထပ်သတင်းကတော့စပိန်မှာယူရိုချန်ပီယံစပိန်အသင်းမှာလည်းနီကိုဝီလီယံမီခေးမာရီနိုနဲ့ဖေဗီယန်ရူဝစ်တို့ကဒဏ်ရာတွေကြောင့်မြောက်အမေရိကကိုလိုက်ပါနိုင်မလားဆိုတာစိုးရိမ်နေရဆဲအခြေအနေဖြစ်ပါတယ်နောက်ထပ်သတင်းကတော့အမေရိကန်မှာအေရှန်အမေရိကန်အသင်းကနောက်ခံလူကာတာဗီကာရဲ့ဒါခြေဖနှောက်ဒဏ်ရာကြောင့်ဒီနောက်ခံအဓိကကစားသမားမပါဝင်ဘဲနဲ့အေရှန်အဖြစ်နဲ့လက်ခံကစားရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်ဒါကတော့ဒဏ်ရာကြောင့်ကမ္ဘာဖလားနဲ့လွဲချော်နိုင်ဖွယ်ရှိနေတဲ့ဒါကျယ်ပွင့်ကစားသမားတွေပဲဖြစ်ပါတယ်ဒီကျယ်ပွင့်ကစားသမားတွေထဲမှာမှဒါအင်ရှင်တွေနဲ့လက်ခံကျင်းပမဲ့နိုင်ငံတွေကဒီကစားသမားတွေကပို့ပြီးတော့ရင်နာဖို့ကောင်းတယ်လို့ကျွန်တော်အနေနဲ့မြင်မိပါတယ်ဒီကစားသမားတွေကဒါအင်ရှင်အဖြစ်လက်ခံရတဲ့အချိန်နဲ့သူတို့ရဲ့ကစားသမားဘဝအချိန်ဒါဓာတ်ရိုက်ကြတဲ့အချိန်မှာသူတို့အနေနဲ့ဒဏ်ရာပြဿနာတွေနဲ့လွဲချော်ရနိုင်ဖွယ်ရှိနေတာတွေကဒါသူတို့တော့တကယ်ကိုစိတ်မကောင်းစရာအခြေအနေတွေပါပဲဘရိုအနေနဲ့ရောဘယ်ကစားသမားတွေကပါဝင်နိုင်ဖို့ခက်ခဲနေတယ်လဲဆိုတာဘရိုတို့ရဲ့အမြင်တွေကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးခဲ့ကြပါဦးဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းထပ်မံဆုံနေနိုင်ဖို့ like follow subscribe လုပ်ပေးခဲ့ကြပါဦးခင်ဗျာ